သာမြမလူငယ်များတို့သည်ကိုဘာသာကိုသာသနာရဲ့မှန်ကန်သောအခြေခံသဘောတရားအနိယသာများကိုလိလာမသားနှလုံးသားထဲမှာဆွေးမြေစွာအမြဲရှိရမှာလိမ္မာရင်ကြည်လူတော်လေးများဖြစ်အောင်ကြိုးစားပါကြည်သူကိုယူသည်ရွယ်သူစုလေးစားငယ်သူများကိုတနာကရုဏာမေတ္တာထားရမှာကိုယ်ဘာသာကိုမျက်နှိုးပါအမျိုးကုန်ဆောင်ရမှာထေရဝါဒဗုဒ္ဓသာသနာပြန်ပွားရေးအတွက်အစဉ်ကြိုးစားရမှာဗုဒ္ဓဘာသာမြမလူငယ်များတို့သည်ကိုယ်ဘာသာကိုယ်သာသနာရဲ့မှန်ကန်သောအခြေခံသဘောတရားအနိယသာများကိုလိလာမသားနှလုံးသားထဲမှာဆွေးမြေစွာအမြဲရှိရမှာလိမ္မာရင်ကြည်လူတော်လေးများဖြစ်အောင်ကြိုးစားပါကြည်သူကိုယူသည်ရွယ်သူဆိုလေးစားငယ်သူများကိုတနာကရုဏာမေတ္တာထားရမှာကိုယ်ဘာသာကိုမျက်နှိုးပါအမျိုးကုန်ဆောင်ရမှာထေရဝါဒဗုဒ္ဓသာသနာပြန်ပွားရေးအတွက်အစဉ်ကြိုးစားရမှာအချိန်တွေကိုအကျိုးရှိအောင်သုံးပါရိယာသည်ကြောင့်ပေးရများမှာဗုဒ္ဓဓမ္မယဉ်ကျေးလိမ္မာသင်တန်းများတပါတန်ဃာတော်ရှင်မြတ်များဟောကြားညွှန်ပြဓမ္မဒေသနာနာယူမှတ်သားပါလူကောင်းလူတော်ဖြစ်အောင်ကြိုးစားပါပရဟိတအများကျိုးလေးဆောင်ရွက်ရမှာအမျိုးဘာသာသာသနာချစ်မြတ်နိုးပါအမျိုးဘာသာသာသနာချစ်မြတ်နိုးပါသာသနာတော်ပြန်ပွားရေးအတွက်သင်လေးဗုဒ္ဓဘာသာဒုလေးဗုဒ္ဓဘာသာဒုလေးဗုဒ္ဓဘာသာသင်လေးဗုဒ္ဓဘာသာဗုဒ္ဓဘာသာလူသားတိုင်းနှလုံးသားနေရင်ကဘာသာသာသနာချစ်မြတ်နိုးစွာထိန်းသိမ်းကြရမှာရှိအောင်သုံးပါရိယာသည်ကြောင့်ပေးရများမှာဗုဒ္ဓဓမ္မယဉ်ကျေးလိမ္မာသင်တန်းများတပါတန်ဃာတော်ရှင်မြတ်များဟောကြားညွှန်ပြဓမ္မဒေသနာနာယူမှတ်သားပါလူကောင်းလူတော်ဖြစ်အောင်ကြိုးစားပါပရဟိတအများကျိုးလေးဆောင်ရွက်ရမှာအမျိုးဘာသာသာသနာချစ်မြတ်နိုးပါအမျိုးဘာသာသာသနာချစ်မြတ်နိုးပါသာသနာတော်ပြန်ပွားရေးအတွက်သင်လေးဗုဒ္ဓဘာသာဒုလေးဗုဒ္ဓဘာသာဒုလေးဗုဒ္ဓဘာသာသင်လေးဗုဒ္ဓဘာသာဗုဒ္ဓဘာသာလူသားတိုင်းနှလုံးသားနေရင်ကဘာသာသာသနာ